ဆောင်ဘာလုပ်လာတယ် လက်ဆောင်ပစ္စည်းလာပေးတာလို့ ဘိုင်းတော့ ရောဘိုးသားဧကရီကလက်ဆောင်ပေးလိုက်တာ မိုးစာဧကရီအမေအတွက်ပါရေး ရောအမေအတွက်ပေးရပါတော့ပေးရပါ အကိုအတွက်မပေးဘူးတဲ့လား ပေးလေ မိုးစာဧကရီဒီထက်အောင်မြင်ပါစေဗျာဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါစေအမေနဲ့ဟဲ့ဒီသားလိုက်မှာအမေနဲ့ ကျုပ်ကမသိဘူးလက်ဆောင်ပစ္စည်းလေးပေးလိုက်အောင်မဲတဲ့အမေဘိုးတဲ့ယူသွားအောင်တဲ့ယူသွားပြင်မဲမရတယ် လှထားအမေနဲ့လိုက်ထားအမေကအသားဖိုးဖိုးနဲ့မိုးစာဧကရီအမေလွတ်ပါအောင် မိုးစာဧကရီအမေကြီးတို့ဒါအမိတွေအဆောင်တော်ချစ်ပေးတဲ့အတွက်မို့အထူးလဲရှယ်ကြပါတယ်လို့ကတော့လို့ပြောခြင်းလည်းမဟုတ်ပါဘူးကျမ်းမာချမ်းသာပါစီတစ်တက်မကတိုးတက်ပါစေဆိုင်ခွဲတွေလည်းအမျိုးမျိုးဖွင့်နိုင်ပါစေသမီးတို့ဒါယူ ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးအထူးတင်ပါတယ် တင်ပါတယ် အဆောင်ညှိကြော်ဘာပေးလိုက်တာကျုပ်ရောက်ပြီးပါအောင်လို့ပြောပဲ ကျမဘူး လကားစားတာပါချစ်ပေးနေရင်ကိုပြောနေပြီ ကျေးဇူးတင်ပါတယ် နော်ချစ်ပေးနေရင်ကိုပြောနေပြီ ချစ်ပေးနေပြောနေပါကိုကိုသူတို့နှစ်သက်စီဖြစ်စီမနှစ်သက်စီဖြစ်စီဟုတ်တယ် ဟုတ်တယ်ညီမလေးမုံရွားညီမလေးတော့ဝေါ်ကွဲနေတာပဲလားနှုတ်ဆက်ကြတာ ကျော်ဟိတ်လူတွေကတိတယ်ကျော်ဟိတ်ကလူတွေကိုမသိဘူး အဲ့လူတွေချစ်ပေးလို့ကိုအကိုကပြောတာ ပြောတာနော် နော် ဟိုတလေးအောင်ကလက်ကပြားဘွားတော်ကလေ မေဘာရီတော့ ပြက်သားဗမာပြက်သားဝယ်ရထား လက်ကပြားဘွားတော်ခဏမြင်ဘူးတယ်ဟုတ်လား ဟုတ်လားဟုတ်မှာပေါ့ဟုတ်မှာပေါ့ ဟာညီမလေး အမေကြီးမသိကြောင် ဟု ဘူး တ်တယ်ဟုတ်တယ်နောက်တော့6ကြဟုတ်ခုရဟုတ်ခုရလေ မိုးစာဧကရီအထူးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာ သူ့ဆိုင်မှာတို့အဖွဲအားပေးခဲ့တာဝမနေဘူးတိတ်စေဆို ဟုတ်လားအားပေးရမှာပေါ့ တို့တစ်ဖွဲလုံးစာပေါ့နော် ဒီမှာအဆောင်ကိုချစ်နေတဲ့ဖန်နေအဆောင်ကိုပြပါအောင်ဆိုတဲ့ဖန်နေဟုတ်ကဲ့ပါဗျာကျုံညီမလေးအဆောင်နဲ့ကျုံလေးကမတွေ့ပြတာတားကြီးကြာသွားတယ်ဗျာ ရုပ်ဆက်အင်္ဂါလေးတွေပြလာပါ နော်ခုဘလို့တော့ညီကောင်ဘလို့ပြောရတာ သူလည်းခေါ်တာကြာပေါ့ မခေါ်ဘူးလားလုံးဝမျက်နှာတာမပေးနဲ့ကြလားဒီမဲ့ကြော်ဟင်းကတော့မိုက်ချက်ကတော့ကန်းကုန်မဲတဲ့ညီယောက်ျားဆိုးချက်ကတော့ကန်းကုန်မဲမေအိမ်လည်းမလာဘူးမေဘာလို့ပါလဲ မနေ့ကလာတယ် လာသေးလား အနံကလေးထိုင်ချထိုင်ထားတာလူရဲ့ ဟုတ်လား ဟုတ်ပါ အခုညီမခေါ်ဘူးပေါ့ မလာတော့ကိုအကြီးကလွန်းတယ်လို့ပြောထားတယ် လက်ချင်းဆိုင်လမ်းမတွေ့ကရှောင်းလွဲစရာလမ်းက ဟုတ်ကဲ့ပါခင်ဗျာကျုံညီမလေးကိုဒီမဲ့ခုကျုပ်ရိုက်တင်ပေးလိုက်ပါပြီမိုးစာဧကရီလည်းဒီထက်မကအောင်မြင်ပါစေဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါစေ နောက်တစ်ခေါက်တော့ တွားမလား တပတ်လူကြီးတွေ တစ်ဖက်လိုရဲ့ဆိုအခုတော့လည်းပြီးလိုက်ပါအောင်လို့ပြောလိုက်ကြလား ဒီပန်ဒီလေးကြီးကမေးတယ် ပြီးလို့မေ ပဲတော့ ဟဲ့မလွယ် သူ ဘူး ကတော့သူတို့ပိတာဆိုတယ်မသူတို့မအောင်ငယ်ဆုံးမို့သူတို့ချစ်တာကိုလက်ခံပေးတယ်ဟုတ်တယ်မို့လားရတမညနေကကောင်းတဲ့ရတမပါတဲ့ဟာမပါတာလေပါတဲ့ဟာမပါဘူး အဲ့ဆိုအကိုကတော့ အကိုလည်းကောင်းတဲ့ပဲပါပါတယ် ဟုတ်တယ်လေအကိုက မခံစားနိုင်ဘူးလေဟုတ်တယ်မို့လား အဲ့ဘိုးဧကရီကအမာကြီးကဘယ်လိုပြောอ่ะ သူအရတမလည်းဘဝရောက်သွားတဲ့လူလေးတွေအကုန်လုံးကိုတနာတယ်တဲ့ဘာလို့လဲဆိုတော့သူတို့ကအရက်ရဲ့ကြေးကျွဖြစ်သွားတော့မတော်လာနိုင်တော့ဘူးလေ အကိုကအရက်ရက်တမားတော်ပါကြီးကျွံမဟုတ်ပါဘူး ခင်ဗျားလည်းတနေ့အဲ့နောက်လုံးမပါ မပါဘူးအညီယောက်ျားကြောကော သူလည်းပါတော့မှာပဲ ပါဘူးမပါဘူးရ သူကမပါဘူးကွာပါလိုက်သူကဒါပါလိုက် ခုမခေါ်တာကြာပြီလား မခေါ်တာဆိုကောမ တောင်းရတာလည်းမောနေပေါ့ အဲ့ဒါဓာပြဟောင်းနေလဲနော်ခတ်နေပြီ ဘလို့တော့ သူများနင်တော့ညီကကောက်ကွေးနေတာ ညီကကောက်တာကိုဆိုတာလာကြမှာ အပြင်ကပတ်ဝန်းကျင်မြင်ပါ ဟောဒီခဲ့မယ်ဒီပဲအတမတဲနေနာကြီးလုံးလုံး ငန်းညမလို့တနာမှာအကိုတကယ်ပြော နာကြီးလုံးလုံး ကော ကောက်တာမဟုတ်ဘူးစိတ်ဆိုးတာလည်းမဟုတ်ဘူး ပြောဖို့မပြချင်ဘူး နာကြီးတော့တာ နာကြီးတော့ ခုတ်ပါများအနာဖြစ်စိတ်ပါများအနာဖြစ်ဆွဲစကပုံကညီရှင်တွေကသူ့ရဲ့အပြုမှုတွေလှုပ်တိုင်းကမဟုတ်ခဲ့တော့ကြညီနာကျင်းပြီးအတမသေးနေတော့တာ အတမမဟုတ်ဘူးဟာပြောလို့ဝဲချစ်ချလို့မရ အေးအဲ့ဒါ နာလေမနာနိုင်တော့ဘူးဝဲ ကြောင်တိတ်မယ်နော်ငါကြောက်တော့ဒီကောင်ကိုကောင်းကောင်းပြမှာရအောင်ငါဒီကောင်ကိုအလျှော့ပေးလို့မရတော့ ဟုတ်တယ်ကိုဘဝကိုရက်တည်နိုင်အောင်ကြိုးစားမယ်ကိုခြေလမ်းလေးနဲ့ကိုရက်တည်ခြင်းတော့တာကိုတကွေးတဲ့ဖိုက်ချင်တော့ တကူတော်ပဲတွားချင် ကိုတော့ပဲတွားချင် ဘဝကို တာ သူ့ရဲ့
သူ့ရဲ့ကျင်နာမှုလဲ မလို့ချင်တော့ သူ့ရဲ့ချစ်ခင်မှုရော လုံးဝမလို့ချင်တော့ယူဆိုင်မှုလည်းမလို့ချင်တော့ ညီကပြောရင်တစ်မျိုးမပြောရင်တစ်မျိုးငါအမျိုးစောက်မကန် အဲ့ဒါတကယ်ပြောတာလေးကနည်းနည်းလေးစိတ်ဆင်းရဲမှုကအများကြီးဆိုအဲ့စိတ်ဆင်းရဲမှုလည်းမခံစားချင်တော့ အကူပြောတာဒီတက်ပြကြီးပြန်ဖွင့်တယ်လို့မပြောနဲ့အကူပြောမှန်ချက်တော့လေညီတို့မင်္ဂလာဦးမင်္ဂလာဆောင်တဲ့နေ့ရလေ တော့ဝါမြေကြီးနဲ့ရိုက်တာမှလက်ခံမလို့ အကူပြောမယူပါနဲ့နဲ့အတန်တန်ဖြတ်တယ်လေ ဒါပေမဲ့တို့အခုလည်းမြို့ကြီးနေကြရည် မရတော့ညီယောက်ျားရှိမှအကုန်လုံးတိုင်းတစ်ပြည်လုံးတည်တယ် ဟာသူနဲ့ကိုနဲ့ကတမေတဲ့မွေးတာကြီးတောင်ကွဲကြပြဲကြကြီးဒါဖတ်မွေးလာမှမဟုတ်တာဟုတ်တယ်မလားဟုတ်တယ်မလားခုတမီသားဆိုခမရတမီသားဆိုတဲ့မွေးထားတယ် ဟုတ်တယ် ခုကအိမ်အောင်ကြတယ်လို့လည်းဒူလန်းနဲ့ဒူဖြစ်သွားပြီ ဖြစ်သွားပြီဟုတ်တယ် ခုခမရအဒူနေချင်လို့ရလိမ့်လား မရတော့ မရဘူး ဟုတ်တယ် အာဘဝဆိုတာကိုလန်းနဲ့ကိုရှောက်အောင်ပါဒါပေမဲ့ရေစက်တွေကုန်းတွားတဲ့ဒီနေ့ကြာရင်ကတော့ဒေချင်းတရားလဲပြောလို့မရဘူးရှင်ချင်းတရားလဲပြောလို့မရဘူးအဲ့တော့ကိုအကြောင်းနဲ့ကိုဖန်တီးရမှာ အိမ်တော်ပြုတ်ကျင်တဲ့လူမပြုတ်ကြပါနဲ့လို့ပြောလေညီမလေးက ရုံရင်ပြုတ်ပေါ်လာ မားကလည်းဘာလို့စိတ်ဆိုးနေရလဲအခုကသူနဲ့မနဲ့တငယ်ချင်းတွေပါဆိုနေမှာပဲဟိုတယ်ကိုလိုက်တော့ရတယ်သူကကိုပါကိုလာတောက်မယ်ဆိုတော့လိုက်တော့ အရှင်ဘုရားကိုတည်ရင်ကိုနောက်ကိုကုသိုလ်နဲ့အကုသိုလ်ပဲပါတယ်ဆိုလို့ဘုရားတပည့်တော်ထိုင်းကိုတကူတကတက်လာပြီးကုသိုလ်ရအောင်လို့ထိုင်းရဝဏ္ဏတွေနဲ့ပွဲသားတွေလက်စင်လာတဲ့အမြဲတူနေပါလေဘုရား 哎呦我的妈！